Hello ကဲဒီမှာဒါကျတော့အနက်ခံကိုရောင်စုံကင်ပေးထားတယ်ဒါကျတော့အနက်ခံပေါ်မှာငက်ခါပြန်လေးလုပ်ပေးထားတယ်ဒီဇိုင်းကတော့အတူတူပဲဒီမျိုးစလုံးကတော့ဒီအနက်ခံဒန်းပေါ်မှာဘလို့ကာလာဖောက်ပြီးလို့ရတာမှန်တယ်မြရတယ်ပေါ့နော်ဒီမှာအပေါ်ရှင်တွဲတီးလို့ရအောင်လို့အခုခတ်ထားတဲ့ဒီငက်ခါပြရဲ့ခဏနေကြအနက်ခံတွေကရေပြပြီးတာပဲဖြစ်တယ်ပေါ့နော်ဒါကတော့အနက်ခံကိုရောင်စုံလေးကန်ပေးထားတယ်ဒါကျတော့အနက်ခံကိုငက်ခါပြပြီးခတ်ပြီးတော့အရောင်စုံလေးလုပ်ပေးထားတယ်ပေါ့နော်ဆိုတော့ကိုကြိုက်လို့ကိုစင်ပြေလို့မာလို့ရတယ်ဒါကတော့အနက်ခံလေးဒါကတော့ငက်ခါပြခတ်ပြီးလိုက်တယ်အဲ့လိုပေါ့နော်ဒီအနက်ခံပေါ်မှာတခြားခတ်ပြီးလို့ရတဲ့အရောင်ကလာမှန်တယ်များရတယ်အနက်ခံပဲကြိုက်တယ်ဆိုတဲ့တူတွေပဲလည်းရတယ်ဒီမှာဒါတော့အနက်ခံလေးပေါ့နော်ဒါကျအနက်ခံပေါ်မှာငက်ခါလေးခတ်ပေးထားအဲ့အတိုင်းပဲအနက်ခံပေါ်မှာရွှေဦးရောင်တို့ရွှေဝါတို့ကြောက်စိန်တို့အနီတို့ခဲတို့ပေါ့နော်အဲ့လိုကိုကြိုက်တဲ့အရောင်တွေခတ်ခိုင်းလို့ရတယ်အနက်ခံပေါ်မှာခတ်ပြီးလို့ရတဲ့အရောင်ကလာမှန်တယ်များရမယ်ဒီအနက်ခံကတော့ပြောမဆိုလူတိုင်းနဲ့လိုက်တဲ့အရောင်ပေါ့နော်ဟာလီပြင်ပြင်ဝဝလူကြီးလူငယ်မရွေးလိုက်တဲ့အနက်ခံကျတော့ဒါကျတော့အနက်ခံကိုငက်ခါပြလေးလုပ်ပေးထားတယ်ဆိုတော့ဈေးတန်းလေးကတော့တသိန်းခွဲနဲ့ရတယ်ကိုကြိုက်တဲ့အရောင်မှာလေးရတယ်ပြပေးထားတဲ့ဒီနှမျိုးပဲမဟုတ်ဘူးဒီအနက်ခံပေါ်မှာခတ်ပေးလို့ရတာမှန်တယ်များအကုန်ခတ်ခိုင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီ3လပိုင်းအတွက်ကတော့ promotion လက်လီကောလက်ကာကောအကျုံးဝင်နဲ့ prepaid pre-order promotion ဒီအစဉ်ထဲကနေအနက်ခံပဲမဟုတ်ဘူးဒီအနက်ခံပေါ်မှာ color စုံခတ်ပေး10အုပ်ယူမယ်ဆိုရင်12အုပ်ရသွားမယ်အပေါ်2အုပ်ရတော့လေနော်တခုရရှိရတော့ငွေကြိုချီထားရမယ်ခတ်ပေးမယ်နော်နှစ်တရာကိုချစ်ကိုလေးနဲ့ခတ်ပေးထားတဲ့ပေါ့ပေါ့ပါလေးပေါ့နော်10အုပ်ဆိုရင်ဒါက3သိန်းခွဲတန်10အုပ်ဆိုရင်15သိန်းနဲ့ရမယ်15သိန်းနဲ့ရတဲ့ဟာကိုအပေါ်2အုပ်ရမယ်အဲ့ဒီအပေါ်2အုပ်ကလည်းကိုခတ်ခိုင်းစီခြင်းတဲ့အယောင်ကလာလိုင်းလေးခတ်ခိုင်းလို့ရတယ်လက်လီကောလက်ကသမားတွေကိုရတယ်လက်လီကတအုပ်ချင်းစီကို3သိန်းခွဲပါနော်